မိသားစုတစုမှာသူတို့သည်ပထမနေရာမှာရှိတယ်နော်ပရိသတ်ကြီးဘယ်နေရာမှာရှိပထမနေရာမှာရှိပေမဲ့ပထမနေရာကိုဘယ်သောအခါမှပရိသတ်ကြီးလူမယူပါဘူးတင်းမာလာပြီဆိုလို့ရှိရင်ကဲဇနီးမယားသမီးသားတို့နဲ့ပတ်သက်လာရင်မင်းတို့သားအမိတွေအစဉ်ပြေရင်ပြီးတာပဲကွာမင်းတို့သားအမိတွေအစဉ်ပြေရင်ပြီးတာပဲဆိုပြီးကဲပရိသတ်ကြီးအဖေကနောက်ဆုံးမပေးဘူးလားအေးဒါကြောင့်မလို့ပထမနေရာမှာရှိပေမဲ့တကယ်အရေးတကယ်ပေးကြတော့ဇနီးမယားသမီးသားကိုဦးစားပေးခဲ့တာပထမနေရာကိုဘယ်သောအခါမှလူမယူဘူးဗျာအဲ့ဒါကိုလေအားလုံးသားတို့သမီးတို့နားလည်ပေးပါဖခင်ရဲ့ကျေးဇူးပရိသတ်ကြီးဘုရားရဲ့ကျေးဇူးလေမိသားစုကိုလုံခြုံမှုအရေးပေးမဟာယန်တိုင်းကြီးတပွဲလို့ကာကွယ်ပေးနေသူတယောက်ပါမိခင်ဆိုတာကတော့သာသမီရဲ့အပေါ်မှာအနီးကဆုံးတဲ့အညီကြီးကစားပြီးတော့သုတ်သင်ကြရတဲ့သူပါကလလရေကြီးတီးတီးကအစကိုလအလွယ်ဆယ်လအမွေရင်သွေးအတွက်အသက်ပင်ပေးရပါစေနီးဆွေးဆွေးသွေးရီကဖြူဖွေးဝေနို့ရီဖြစ်လာရကပအပွယ်စွမ်းအင်းအိုးမိခင်ငွေလာမင်းကြီးပါလားအမေရဲ့နှလုံးသားထဲဟာဝင်ကြည့်လိုက်မယ်ဆိုလို့ရှိရင်မိုးဘော်ကလာမင်းကြီးပမာလိုပါပဲလာမင်းကြီးဟာယခုလိုအမောင်ကျတဲ့ညအခါမှာကျေတာယာတွေဝန်းရံခလို့လာမင်းရဲ့အလင်းရောင်ဖြင့်လောကရကြီးတစ်ခုလုံးကိုပရိသတ်ကြီးအလင်းရောင်ပေးခဲ့တယ်အေးချမ်းမှုတွေကိုပေးခဲ့တယ်ဗျမွေးတော်တာလာမင်းစန္ဒပမတို့ပဲအမေရဲ့မျက်နာကိုကြည့်လိုက်ရင်ငြိမ်းချမ်းတဲ့အရေးအယောင်တွေနဲ့သားတို့အတွက်သမီးတို့အတွက်အမေဟာအပြုံးတစ်ချက်မပြတ်ခဲ့သူပါမှန်ကြရဲ့လားကောင်းကင်ကိုမော့ကြည့်လာမင်းကြီးကိုကြည်သူတိုင်းဟာစိတ်ကြည်နူးပါတယ်ဒီလိုပါပဲအမေရဲ့မေတ္တာအကျဉ်းသာပုံရိပ်တွေဟာသားတို့အတွက်သမီးတို့အတွက်ပေးဆက်ခြင်းနှလုံးသားနဲ့ပျော်မွေ့နေသူပါဗျာပန်းကြရဲ့လားဒါလေးတွေကိုပြိတ္တကြီးမြင်အောင်ကြည့်ပေးပါအမေဟာလာမင်းကြီးနဲ့အတူလဲဆိုရင်အဖေကတော့နေမင်းကြီးနဲ့အတူတယ်လို့မှတ်ထားအဖေကပြိတ္တရဲ့အလင်းရောင်ကိုပေးတွေးတွေ့မှုကိုပေးလို့ဘဝရဲ့အလင်းရောင်မင်းရှုတဆောင်စံပြဖခင်ကြီးအနေနဲ့မိသားစုကိုခေါင်းဆောင်သွားသူကတော့အဖေပါပဲမှန်ကြရဲ့လားလူရဲ့တို့ပေါဘွားစကားကအစသည်မိခင်ကိုအမေဆိုတဲ့စကားလုံးလေးအရင်ဆုံးတတ်ခဲ့ကြရပါတယ်တို့များရဲ့ဘဝလူပြေလူလောကရောက်ခါစားအမေဆိုတဲ့စကားလုံးလေးအရင်ဆုံးတတ်ခဲ့ကြရတယ်မို့လားဒါကြောင့်လောကီလူသားတို့တဘာဝဒုက္ခဖြစ်တော့လေအမေဒုက္ခဖြစ်တော့လေအမေလို့မတာပဲနေလို့ရတဲ့သူလောကမှာပြိတ္တကြီးရေမရှိပါဘူးဗျာဒါကြောင့်အမေတွေဟာသားသမီးတို့ရဲ့အပေါ်မှာအနစ်နာခံရဆုံးသောပုဂ္ဂိုလ်တွေပါမှန်ကြရဲ့လားသဘုဒ္ဓိမှာအပြည့်ကြီးပြရရင်အပူလိုက်ပြဝေရဏိကာတွေနဲ့လူတိုင်းမှာအမေရှိကြပါတယ်လူတိုင်းအမေမရှိဘူးလားကမ္ဘာကောင်းဆောင်ကြီးတွေသာသနာကောင်းဆောင်ကြီးတွေနိုင်ငံကောင်းဆောင်ကြီးတွေအားလုံးအာဇာနည်ကောင်းဆောင်ကြီးတွေကိုမွေးပေးခဲ့တာကပရိသတ်ရဲ့အမေပဲမို့လားဒါကြောင့်လေအမေဟာဘလို့အမေမျိုးပဲဖြစ်နေပါစေအမေဟာအမေပါပဲဗျာသဘုဒ္ဓိမှာအပြည့်ကြီးပြရရင်အပူလိုက်ပြဝေရဏိကာတွေနဲ့လူတိုင်းမှာအမေရှိကြပါတယ်မရေမရပဟေလီတွေကြောင့်အသေးအချာအဖေမသိတောင်မှအမေတော့ရှိတယ်ဗျာပြိတ္တရေတချို့အဖေမသိတောင်မှအမေတော့မရှိဘူးလားဦးဇင်းတို့ကျောင်းဘဝမှာစိတ်မနှံ့တဲ့ဒကမာကြီးရင်ခွင်မှာပြိတ္တကြီးကလေးလေးကိုချီလို့စိတ်တော့မနှံ့ဘူးယူသွတ်နေရှာတယ်ဘဝကံကြမ္မာ
အကျိုးပေးပေါ်ဗျာဒါပေမဲ့လို့ဟာလားအခြားသောအရာတွေဒါအတိတွေပျောက်ပြီးယူသွတ်နေတာဦးဇင်းကတော့ပြိဿကြီးကြည့်တယ်ပေါ့လေနှလုံးသားနဲ့ခံစားကြည့်တယ်သူသားဆိုတဲ့အတိတော်ပြိဿကြီးယူနေပေမဲ့ပျောက်မသွားဘူးဒါထူးခြားချက်ပဲသားကိုပြိဿကြီးဟောတိုင်းမှာပွေ့ထားဒီကလေးကိုကျန်တဲ့သူတွေကဟာလားမွေးစားမဲ့ပေးဆိုလို့ချင်းအဲ့ဒီတောင်းတဲ့သူတွေကိုခဲနဲ့လိုက်ထုမပေးဘူးအဲ့တော့ချိန်တန်ပြိဿကြီးသားလေးစားနေလိမ့်မယ်ဆိုတာ तू သိတယ်အဲ့ဒါကြောင့်မလို့ဘုန်းကြီးကျောင်းပေါကလာပြီးတော့ဓမင်းညံဟင်းညံလေးတွေကိုတောင်းပြီးတော့သူ့သားလေးသူကျွေးတယ်ဩပြိဿကြီးအမေရဲ့နှလုံးသားဟာသူကံမကောင်းလို့ယူသွတ်နေတော်ညာလည်းပဲသားဆိုတဲ့ချစ်ချင်းမေတ္တာတရားနဲ့ပတ်သက်ပြီးတော့ယူသွတ်လည်းမသွားဘူးဗျာသားဆိုတဲ့အတိလည်းပျောက်မသွားဘူးဒီကလေးကိုပြိဿကြီးအကာအကွယ်ပေးနေလိုက်တာဘယ်သူကလာတောင်းတော့မပေးဘူးအချိန်တန်တော့လေသားလေးထမင်းစားနေမယ်ဆိုတာသိတော့နောက်ဆုံးပြိဿကြီးကြံရမရဘုန်းကြီးကျောင်းရှိသွားရင်တော့ရမှာပဲဆိုတဲ့အတိနဲ့ပြိဿကြီးထမင်းလာပြီးတောင်းကျွေးတယ်ဗျာအံ့ဩစရာမကောင်းဘူးလားအဲ့ဒါအမေပြောတဲ့မေတ္တာပုံပြင်းနေပဲဗျာအားလုံးပြိဿနှလုံးသားနဲ့နားထောင်ကြားအောင်နားထောင်ပါမှန်ကြရဲ့လားဒါကြောင့်လေအမေဆိုတာကလလရေကြီးတီးတီးကအစာကိုလအလွဲဆဲလာမွေရင်သွေးအတွက်အသက်ပင်ပေးရပါစေနီးဆွေဆွေသွေးရီကဖြူပွေဝေတို့ရီဖြစ်လာရာကဘာအပွဲစွမ်းအင်းအိုမိခင်ငွေလာမင်းကြီးပါလားလူရဲ့လိုပေါက်ဖွားစကားကစတဲ့မိခင်ကိုအမေဆိုတဲ့စကားလုံးလေးနဲ့တို့များရဲ့ဘဝလူဘဝအစအရင်ဆုံးတတ်ခဲ့ကြရပါတယ်ကလုံထီမှာအမိတာအမေကိုမတာဘူးတဲ့ပုဂ္ဂိုလ်ရဲ့လို့မရှိပါ